psychology အရလမ်းခွဲမှုတွေရဲ့95%ဟာအချင်းချင်းစကားပြောဖို့အလိုအဆုံးအချိန်ဖြစ်နေတဲ့အချိန်မှာစကားမပြောဘဲရက်ခဲ့ကြလို့ဖြစ်ပါတယ်။မပြောချင်ပဲပြောမိလိုက်တဲ့စကားတွေပြောချင်ပေမဲ့မပြောလိုက်ရတဲ့စကားတွေကြောင့်နှစ်ဦးကြားအချစ်ဟာပျောက်ဆုံးသွားရတယ်။အမြင်မှတ်ထားပါ။ဆက်ဆံရေးတစ်ခုအဆင်မပြေတဲ့အချိန်စကားမပြောဘဲတိတ်ဆိတ်ပြီးဆန္ဒပြနေတာကဘေးပြဿနာကိုမှမပြေချင်နိုင်ပါဘူးပိုပြီးရဲ့ပြဿနာကိုတိုးလာစေပါပါအချင်းချင်းစကားမပြောတာတွေကြောင့်တယောက်နဲ့တယောက်ဘာကိုအမှန်တကယ်ဖြစ်ချင်တာလဲဘာကိုလိုချင်တာလဲမသိကြတော့ပဲနားလည်မှုတွေလွဲကုန်ကြတယ်ဒီလိုနဲ့ပဲဆုံးဖြတ်ချက်အမှားတွေချမိကုန်ကြကိုပြောချင်တာကတော့ကိုယ့်ရဲ့ relationship မှာပြဿနာတွေသဘောထားမတိုက်ဆိုင်မှုတွေဖြစ်လာရင်စကားပြောပါတိုင်ပင်ပါဆွေးနွေးပါနှုတ်ဆိတ်မနေပါနဲ့နှုတ်ဆိတ်နေခြင်းကအရာရာကိုအစင်မပြေစေပါဘူး